တောင်ငူမြို့မှာနေရလို့ကျမဂုဏ်ယူရတဲ့အရာလေးတစ်ခုရှိပါတယ်။တောင်ငူမြို့ကြီးကကြီးလိုက်မယ်ဆိုလို့ရှိရင်အရန်ကြီးကျေပြန့်ပြီးတော့ကြီးမားတဲ့မြို့ကြီးမဟုတ်ပါဘူး။မြို့သေးသေးလေးပဲဖြစ်ပါတယ်။ပြီးတော့မြင့်မားတဲ့အဆောက်အဦတွေလှပတဲ့တိုက်တာတွေမရှိပေမဲ့လေပေါ့တောင်ငူမြို့ကြီးဟာဆိုလို့ရှိရင်တကယ်ကိုလိုအပ်တဲ့သူတွေအတွက်ကူညီခွင့်ရတဲ့မြို့တစ်ခုဖြစ်နေတာကိုညီမအရန်ဂုဏ်ယူရပါတယ်။တောင်ငူမြို့လေးမှာဆိုရင်အခုဆိုစစ်ဘေးကြောင့်ရောက်လာတဲ့လူတွေရှိတယ်ငလင်ဘေးကြောင့်ရောက်လာတဲ့လူတွေရှိတယ်ရေဘေးကြောင့်ရောက်လာတဲ့လူတွေရှိပါတယ်။သူတို့တွေရဲ့တနေရာခဏတာခိုနားခွင့်ရတဲ့နေရာလေးဖြစ်ရတဲ့မြို့ဖြစ်ရတဲ့အတွက်လည်းပို့ပြီးတော့ဂုဏ်ယူရပါတယ်။တကယ်ကိုနေရာအသီးသီးကနေပြီးတော့ခဏတာလာပေမဲ့လည်းတောင်ငူမြို့ကြီးကဘယ်လိုပေးဆက်ရမလဲဆိုတာကိုပဲအမြဲတမ်းစဉ်းစားတဲ့မြို့လေးတစ်မျိုးဖြစ်နေခဲ့ပါတယ်။ကြီးကျယ်ခမ်းနားမှုတော့မရှိပေမဲ့လိုအပ်နေတဲ့လူတွေအတွက်ခဏတာနားခုတ်ခွင့်ရတဲ့မြို့ဆိုလည်းမမားပါဘူးရှင်။တောင်ငူမြို့မှာနေရလို့အများကြီးဂုဏ်ယူရပါတယ်။